咋个咧用啊？用不出别。大爷，没阿ဖေမတနာဘူးလားတနာတော့ဗျာခင်ဗျားမျက်နှာကြီးကြောက်ကြကြီးကျုံ သေကံနီးဆိုတာဒီတိုင်းပဲပြိဿသားသမီးကတနာတာတနာတဲ့ချစ်တာချစ်တယ်ရုပ်ပြက်တဲ့အဖေမိဘလူမမာနာမကတ်ချင်ဘူးနော်သေကံနီးကြီးတွေကြက်ကြက်ယူဆိုင်ပေါ့သေကံနီးရင်သားခေါ်ရတာနဲ့သမီးခေါ်ရတာနဲ့ဘသူကြည့်ကျင်ရတာနဲ့ဟိုကသူတို့နာကတ်ချင်တာမဟုတ်ဘူးသေကံနီးကယူဆိုင်ပါကုသိုလ်ကောင်းမှုတွေအာယုံပြုပါအာယုံကောင်းလေးနဲ့သေပါဒါကြောင့်ခမရတို့အနေနဲ့ကြုတ်သတိပေးပါတယ်သေကံနီးကိုပရိတ်ဟိုတန်ဃာတွေပင့်ပြီးပရိတ်ရွချင်းဆွမ်းကတ်ချင်းသင်္ကန်းရောင်လေးတွေပြချင်းဒါမျိုးကလုတ်ပါဒါမျိုးလုတ်ကောင်းပါတယ်တချို့ကဒါမျိုးမလုပ်ဘူးကလေးတွေသွားမြောက်တယ်အော်အသက်ထွက်ဖို့ကောင်းပြီတဲ့မင်းတို့စိတ်မချလို့တဲ့နင်တို့စိတ်မချလို့တဲ့သူခမရလဲဒုက္ခခံစားရတယ်နင်တို့လည်းပြုစုရတာဟိုကြည့်တာပဲတဲ့အဲ့တော့မထူပါဘူးတဲ့ခွင့်လွတ်လိုက်ကြတော့လေတဲ့ကလေးတွေကလူကြီးစကားဆိုတော့အဟုတ်မှပြီဖေဖေမေမေသမီးတို့အတွက်သိချတော့သားတို့အတွက်သိချတော့ပါရိုးရိုးပြောတာမှလည်းသေပါတော့လို့ခိုင်းတာအဲ့ဒီလိုပြောတော့သိရင်ပါဏာတိပါဒထိုက်တယ်ဟဲ့ဒါကြောင့်လူကြီးတွေကလည်းအရက်ထဲကလေးတွေသွားမမြောက်ပါနဲ့ခွင့်လွတ်လိုက်ပါခွင့်ပြုလိုက်ပါမလုပ်ပါနဲ့ပရိယောသံဃာတော်တွေပင်သွန်ကတရားနာသင်္ကန်းလှူသင်္ကန်းရောင်လေးတွေပြအဲ့ဒါသူဂတိဘဝကိုရောက်နိုင်အောင်အာယုံကောင်းနမိတ်ကောင်းလေးတွေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်သေဂာနီးနဲ့ပတ်သက်ပြီးတော့ကြည်ပါခုတန်ရောစားဒါနာပြုခြင်းနဲ့ပြုခွင့်မရတော့ဘူးသေတော့မှာပါရဲ့ဒါကြောင့်မင်းအဖေကိုမကြောက်ပါနဲ့ကိုရင်လဲလို့အဖေခေါ်မယ်မင်းလေတကားကြီးလို့ထူပါလားပါရဲ့ခေါ်လာခမများများတော့ဟာကြည့်လိုက်တာပါရဲ့ကိုရင်လေတကားကြီးကိုရင်လေတကားကြီးရကိုင်းဒီကလေးကစိတ်မရှိဘူးတာဘယ်နဲ့ကြောင့်ငေါက်တာတော့ပါရဲ့ဟုတ်တယ်ဗျာတော်ရောပေါ့တခါကိုထူးရင်တာရဲ့ဒေါသကြည့်လိုက်တာဝန်တာပါတယ်တာရဲ့မင်းကတကားကြီးလို့ခေါ်တာဖေဝန်တာတယ်အဖေမနေရတော့ဘူးအဖေလေးမျက်စိတွေပြလာပြီးငါသားလေးရဲ့မျက်နှာကိုကောင်းကောင်းမမြင်ရတော့ဘူးလူလေးအနာတိုးပါဦးတာရဲ့လာပါတာရဲ့ကလေးရဲ့ဟိုနားလေးနှစ်ဖက်လက်ဝါးနဲ့အုပ်ပြီးရင်ဘပေါ်ဆွဲတင်လိုက်တာမင်းကြောက်တယ်ဗျာကျုံဒါကလေးကယုံလားယုံပြီးထွက်ပြေးဟဲ့တာလာလေဟိုတာလူကလေးပြေးတာကလေးကဟိုအမေနောက်ကကပ်ပြီးတော့ပုံကွက်ကြည့်လူကလေးတာမျက်စိကမမြင်ဘူးတာဆိုပြီးတော့စမ်းတာကတော့သားပဲစမ်းတာကတော့သားပဲမျက်စိကမြင်မှမြင်ပဲကိုကွာစမ်းတာကတော့သားပဲကလေးကအမေနောက်ရောက်နေပြီဟင်ကိုတိုင်ဝါစားတော့လက်ကြီးကဘာလုပ်တာတော့မဟုတ်ပါဘူးနှမရဲ့တာဟောတော့သားကဒီမှာနောက်မှာကွဲနေတယ်မမြင်တော့ဘူးတာမင်းမျက်နှာအဖေမမြင်တော့ဘူးနှမရဲ့မောင်ကြီးသေသွားတဲ့အချိန်ခါမှာသားလေးကိုရှင်ပြုရပါကွဲနှမရဲ့သားလေးကိုရှင်ပြုရနော်ကြာရကနေပြီးတော့တာရုခေါ်ပါရစေကိုတိုင်ရောစာအမြလို့ဝေလိုက်ပါတော့မောင်ကြီးရှိလို့ရှင်ပြုမယ်ဆိုရင်တစ်နောက်တစ်နဲ့လင်းစုံမရဲစုံနဲ့အခုမောင်ကြီးမရှိလို့မုတ်ဆိုးမကြီးဘဝနဲ့အတူပေးရမှာနှမရဲ့ငါပြေတော့ကိစ္စမရှိဘူးမုတ်ဆိုးမကြီးရှင်အပြုတ်ခလေးချင်းအလှရကဘယ်ဟာရုံးလို့မေးကြရင်မင်းမလို့ပြအဲ့ဒါကြီးရှင်မတင်မောင်ပြောပြီးသားဒီမှာကြားနေရောသူကရှောက်ပြောလို့မိုးလင်းမဲ့ဘုံကြီးတော်ပြီဒီလောက်တင်အဲ့ဒါလို့ပြောပြီးတန်ရောစားလေနှမကိုတန်ရောစားတာဖေအဖေမနေရတော့ဘူးနှမရေမောင်ကြီးရင်ထဲဆိုလာပြီအသက်ရှူရကြလာပြီမောင်ကြီးလေကဲသေးပါသေမဲ့လူကသေမှာပြောရတဲ့ဘုံကြီးမသက်တာဘူးကဲစက်ကလေးလေကြခောက်ကနေအနိစ္စရောက်ရောပြုအနိစ္စရောက်တော့မေတုတဟောလူလေးမေ